Osaka မဟုတ်ပါလေ Osaka Osaka မြို့ Oi ညာတော့ Thoi ဝေတော့ Thoi ဝေတော့ Thoka စရင်းနိဒါတန်ရှည်ပေါင်းတာပါအဲ့ဒါတန်ရှည်ပေါင်းတာရှိသေးရဲ့နော်ဒါလည်းထွေလူချက်စရာမလိုဘူးချက်စရာမရှိဘူးသို့ပေမဲ့ကျွန်တော် bio file ဒီမှာ live ပြောရင်းနဲ့ live ဆိုရင်းနဲ့ပြီးကော့အိမ်မှာခြာရေးပြီးတော့အဲ့ဒါတွေအကျဉ်းကြီးအတန်ထွက်ကြည့်နေမယ်ဆိုရင်ကျွန်တော်အာမခံနဲ့အခုဆိုကျွန်တော်ဗနေလေးဖြစ်လာပြီလဲဆိုရင်6ရက်နေ့ဖြစ်လာပြီနောက်တဲ့4ရက်ဆိုရင်ဂျပန်စာအကုန်လုံးဖတ်တတ်တော့မှာနော်အာမခံပါတယ်ဟုတ်ပြီအဲ့တော့ယုံကြည်ပဲ live ပြောလိုက်မယ်နောက်တစ်ခုကကြတော့အိုတနည်းအားဖြင့်လုံးရီချောင်းရင်ဆိုရဲအိုတန်ခိုတန်အိုခိုဆိုထိုအိုနိုမိုပိုတို့ဆိုတဲ့အားတွေကိုကျွန်တော်ဥနဲ့လိုက်ပေါင်းတယ်အိုဆိုခုနကဘာတန်တော့ကလည်းအိုတန်ထွက်သွားတယ်အိုဥပေါင်းတော့ဘာတန်ထွက်သွားလဲဒီမှာအိုတန်ထွက်သွားတယ်အဲတော့အိုနဲ့ဥနဲ့ပေါင်းရင်လည်းအိုခိုနဲ့ဥနဲ့ပေါင်းရင်လည်းခိုဆိုနဲ့ဥနဲ့ပေါင်းရင်ဆိုထိုးဆိုရဲထိုးဆိုပါလေဆိုခိုးပါလေခိုးအိုဒီမို့ရင်းနှီးလေးချက်တော့ကြည့်ထားပြီပါနော်အိုလို့ရေးမရေးရင်အိုပေါ်မှာဘာဆွဲလိုက်အဲ့ဒါပါလေအိုနှစ်ခုဖြစ်နိုင်တာကအိုနဲ့ပေါင်းတာဟုတ်ရင်ဟုတ်မဟုတ်ရင်အိုဥနဲ့ပေါင်းတာဟုတ်ပြီအဲ့တော့အိုတိုဆန်တိုဥပေါင်းတော့ဗာလေဘာဆွဲတယ်တိုအိုတိုဆန်အဖေအိုတိုဆန်အိုတိုဥနဲ့တိုနဲ့ဥနဲ့ပေါင်းရင်ဗာလေတိုအိုတိုဆန်အဖေဒီတိုင်းပဲနိုနဲ့ဥနဲ့ပေါင်းရင်နိုတန်ရှည်ဖြစ်သွားတယ်သူပဲနေတော့နိုဥနဲ့ပေါင်းတော့တန်ရှည်ချောင်းဖြစ်သွားတယ်ချောင်းဖြစ်သွားတော့နိုမို့သူပဲနေတော့မို့ဥနဲ့ပေါင်းတော့တန်ရှည်သွားတယ်မို့ဒါကဗာလဲဓာတ်ကွန်တင်ထားတာတန်နဲ့တင်ထားတာပေါ့ဗျာဘို့နဲ့ဥနဲ့ပေါင်းပါလဲဘို့ရိုးနဲ့ဥနဲ့ပေါင်းတော့ရိုးသူပဲနေတော့ရိုးဥနဲ့ပေါင်းတော့ရိုးအဲ့တော့အိုခိုဆိုတိုနိုမိုဘိုရိုဒါမျိုးဖြစ်တော့ဗျာအိုခိုဆိုတိုနိုမိုဘိုရိုဆိုတဲ့စကားလုံးကနေပြီးတော့မဥနဲ့ပေါင်းတဲ့အခါကျတော့ဖြစ်သွားတယ်တန်ရှည်ဖြစ်သွားတယ်အိုခိုဆိုထိုနိုမိုဘိုရိုအဲ့တော့တန်ရှည်ပေါင်းဒီနေ့တန်ရှည်ပေါင်းတော့ဘယ်နှခုသင်ခဲ့လဲဆိုရင်နံပါတ်1အာဆိုရဲအာနဲ့ပေါင်းရင်ဗာလေအာခါနဲ့အာနဲ့ပေါင်းရင်ခါစနဲ့အာနဲ့ပေါင်းရင်စာနာနဲ့အာနဲ့ပေါင်းရင်နာဘာနဲ့အာနဲ့ပေါင်းရင်ဘာဆိုရဲတန်ရှည်တစ်ခုနောက်တစ်ခုကအီနဲ့ပေါင်းရင်ဗာလေအီပဲညောတန်တူတယ်အီနဲ့ပေါင်းဗာလေတန်ရှည်ချောင်းဖြစ်တယ်ဂျီနဲ့အီနဲ့ပေါင်းတော့ဂျီအိုဂျီဆန်နီနဲ့အီနဲ့ပေါင်းတော့နီအိုနီဆန်ချီနဲ့ပေါင်းတော့ချီဆိုင်အီရဲ့အီစာရှိတဲ့တန်ရှည်ပေါင်းတာသင်ခဲ့တယ်နောက်တစ်ခုကဥနဲ့ပေါင်းရင်ဥဆိုတဲ့အတန်ဥနဲ့ပေါင်းရင်ဥအဲ့တော့ခုနဲ့ဥနဲ့ပေါင်းရင်ခုစုနဲ့ဥနဲ့ပေါင်းရင်စုနဲ့ဥနဲ့ပေါင်းရင်စုဖူနဲ့ဥနဲ့ပေါင်းရင်ဖူစာရှိတဲ့အဲ့ဒါမျိုးသွားမယ်ဂူနဲ့ဥနဲ့ပေါင်းရင်ရောဂူဆိုတဲ့အတန်မျိုးယူနဲ့ဥနဲ့ပေါင်းရင်ယူဒီတိုင်းပဲဖြူနဲ့ဥနဲ့ပေါင်းရင်ဖြူရှုနဲ့ဥနဲ့ပေါင်းရောရှုချူနဲ့ဥနဲ့ပေါင်းရောချူဆိုတာမနေ့ကရောအောင်ရဲ့တန်ရှည်တွေမှာတပ်ပြန်ကြည့်ရင်ပြန်တွေ့ရပါမယ်နောက်တစ်ခုကအိုနဲ့ပေါင်းရင်အိုနဲ့ပေါင်းရင်လည်းအိုဆိုဥနဲ့ပေါင်းရင်လည်းအိုအတူတူပဲဒီကအိုနဲ့ပေါင်းရင်လည်းအိုဥ
နဲ့ပေါင်းရင်ပါလေအိုအဲ့တော့အိုနဲ့ဦးလဲဆိုအိုကီကြီးတော့အိုဆာကာမြို့အိုဤညာတော့ထိုးဤဝေတော့ထိုးကစရင်းနီအိုနဲ့ဦးနဲ့ပေါင်းရင်လေအိုအဲ့တော့အိုခိုဆိုတိုနိုမိုဘိုဒိုဦးနဲ့ပေါင်းတော့အိုခိုဆိုတိုနိုမိုဘိုဒိုဆိုတဲ့တန်ရှိဖြစ်သွားတာကိုသင်ခဲ့ပါပြီအဲ့တော့ကျွန်တော် day 6ရဲ့အိမ်သာကိုပြန်ပြောရမယ်ဆိုရင်နံပါတ်1ကျွန်တော်တို့ခါတာခနာဘယ်နှလုံးပေးလိုက်လဲအတစ်10လုံးပေးလိုက်တယ်စာလုံး10လုံးပေးလိုက်တယ်နံပါတ်2ချက်ကကျွန်တော်ဗာလဲအခုပြောထားတဲ့ချောအုံးအတန်ရှိအားလေးကိုအဲ့နှစ်ခုကိုအပိုင်နိုင်လုပ်ပြီးတော့အရှိက day 5ဒီတင်တဲ့စာကိုပြန်ပြီးတော့မှနှွေးခဲ့မယ်ဆိုရင်တော့ကျွန်တော်အာမခံတယ်နောက်ထပ်4ရက်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေဟာဂျပန်စာကိုရေးတက်ဖတ်တတ်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့တခြားဂျပန်စာရေးချင်းတွေတိုးတက်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ